intro လေးကိုကျွန်တော်တို့ဒိုးစစ်ထည့်ပါမယ်ဒိုးစစ်ကဒိုးစစ်ပုံစံဒါလေးထည့်မယ်เนาะကျွန်တော်ကျွန်တော်တို့ဒါဆိုရင်เนาะရအောင် intro လေးเนาะဒိုးစစ်လေးရှိကလေးနဲ့စီးဝါးလေးနဲ့ရပါပြီရပါတော့ base ထည့်မယ် base ကိုထည့်မယ် base ထည့်မယ်ဆိုတော့မေဖင်္ဂါရတော့မယ်base ရပါပြီဒီရသွားပြီလို့ရှိရင်ကျွန်တော်တို့ call လေးထည့်မယ် call လေးကဘာဒီထဲမှာ call လေးပါပဲအကောင်းလဲဆိုတော့တက်ဆိုဆက်ဆက်ဒီမှာတက်ဖတ်ဆိုဆိုရတက်exo တက်exo အဲ့ဒါလေးကိုထည့်မယ်ဒါလေးထည့်မယ်